ရိသတ်များအားလုံးပဲမင်္ဂလာပါဘာမာ Ghost Channel မှာကြိုဆိုပါရနော်ကြည့်ရှုသူပရိသတ်တွေကိုအခုပြပြပေးမှာတော့စာရေးဆရာရွှေဘုံကံရေးသားချတဲ့တရေခေါ်ပွဲဆိုတဲ့ပရလောကဇလံကိုပြပြပေးမှာပဲဖြစ်ပါတယ်ပရိသတ်များရှက်ဇလံလျာတော့မိရချာတန်လန်းကြီးတလျှောက်သူတို့အုပ်စုကတိတ်ဆိတ်စွာနဲ့ပဲရှောက်လာနေကြတယ်အချိန်ကတော့ညဦးရန်ကိုကူးပြောင်းချိန်ဖြစ်တော့မြို့စွန်ကြဝိုက်နဲ့ရချာလမ်းမကြီးဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ညိတ်သက်နေတာပါပစင်းရင်ခွဲကောင်းနေရဲ့တကြီးကြီးစူးရှစွာအော်မီတဲ့အတန်ယထာတန်လန်းကုန်းတာယူကုန်းအောက်ဘက်မှာရှိတဲ့မြက်ရိုက်ကျူတော်ကြီးတွေမှာလေကျန်းတိုးဝိပြောမှတဖြောဖြောတရှိရှိမြေနဲ့လှုပ်ရှားရင်ထိုးတန်တွေကလွဲပြောမှညရဲ့အမောင်ဝိုးတော်ဝအလင်းရောင်အောက်မှာတန်လန်းကုန်းထိပ်မှာရှိတဲ့တခုပင်ကြီးကိုနနာဘဝဝိညာဉ်ကောင်းကြီးတွေလိုမျိုးပဲတီတီမမကိုလမ်းမြင်နေရတယ်သူတို့လူစုအဲ့ဒီတန်လန်းကုန်းကြီးထိပ်မှာရှိတဲ့တီတီမမတီရှိနေတဲ့တခွန်းပင်ကြီးစီကိုစကားစမီပြောဆိုနေတာရီမောပြောဆိုနေတာတွေမရှိဘဲနဲ့ခြေလန်းတွတ်တွတ်နဲ့ပဲလမ်းလာနေကြတာဖြစ်ပါတယ်သူတို့လူစုမှာအောင်ကြီးမိုးကျော်တပတ်ဖိုခွာနဲ့ကိုကြီးအောင်အပါဝင်9ယောက်တိတိပေါ့ကိုကြီးအောင်ကတော့လွန်ခဲ့တဲ့တစ်ပတ်ကစတင်ပြောဆိုခဲ့ပြီးအားလုံးရဲ့သဘောတူညီချက်အရဒီညကဖြစ်မြောက်အောင်ကြံဆောင်ကြတာပဲဖြစ်ပါတယ်ဟျောအောင်ကြီးမင်းတက်လက်ထမ်းပါဦးကွာငါကြောတွေရောလက်တွေပါတောက်နေပြီအေးဟုတ်တယ်မိုးကျော်ကခုံကိုရက်ွက်ထိတ်ကတဲလာတာဆိုတော့တယောက်တက်လက်စီတေးပေးကြအောင်ဟာအောင်ကြီးမင်းဝင်ထမ်းလိုက်ဟုတ်ကဲ့ကိုကြီးအောင်ပေးမိုးကျော်ဟာထမ်းတာထမ်းလာရတာအတော်လေးတဲ့ခုံကွာတစီတရေတွေစီးနေသလားလို့တော့ထင်ရတယ်ရော့မိုးကျော်ကကြောပေါ်အိတ်ထမ်းလာတဲ့လေးပေပတ်လက်ရှိတဲ့တစ်သားစပွဲခုံဝိုင်းကြီးကိုအောင်ကြီးကိုတက်လက်ထမ်းစီပါတယ်ပြေးသားတွေနဲ့စပွဲကအတော်ကိုအချိန်စီးတာအမေရိကန်ဆိုလို့ရှိရင်ပေါ့လူနှစ်ယောက်လောက်ဝိုင်းမရတဲ့စပွဲခုံဝိုင်းကြီးပေါ့ဒါပေမဲ့သူတို့ကရက်ွက်ထိတ်အစွန်အားပဲတယောက်တက်လက်စီထမ်းပိုးလာကြတယ်သူတို့နေထိုင်တဲ့ရက်ွက်ပြင်မှာယထာတန်လန်းကုန်းကြီးကတရှိပြီးတော့အဲဒီတန်လန်းကုန်းထိတ်ငမိုးရိပ်ချောင်းကြီးကိုဖြတ်တန်းတော့ငမိုးရိပ်တရားကြီးထိတ်မှရှိတဲ့တခွန်းပင်ကြီးမှာမြို့စွန်ကိုနှိုင်ဝက်ထက်မကတန်လန်းအကြိုင်ပဲဇလီဖားတုံးတွေကြောက်တုံးကြောက်ထုံတွေကိုကြော်ခွနှင်းပြီးတော့မှရောက်လာခဲ့ကြတာပါအမဲတော့သူတို့အခုဆောင်ရွက်ရမယ့်ဒီနနဘဝဝိညာဉ်လောကသားတွေတစိတရေခေါ်ပွဲပျော်ပွဲမှာကိုလန်းချိတ်ကိုရက်ရွာစွန်လူသူမနီးရွာမှာခေါ်လို့ရပေမဲ့အချောက်အလက်နမဲကြီးလာတယ်လို့အဆက်မပြတ်ပြောနေကြတဲ့ဒီငမိုးရိပ်တရားကြီးထိတ်တခုပင်ကြီးတရှိတဲ့နေရာကိုပဲအပင်မဲခံရောက်လာခဲ့ကြတာပါဒီတခုပင်ကြီးမှာနေထိုင်ပြီးမှလာသမျှလူသမီးစားအတွဲတွေကိုခြောက်လက်နေတဲ့တရေမကသူတို့ရဲ့တန်လန်းကုံရက်ွက်ဝန်းကျင်မှာအရန်နမဲကြီးပြီးမှထင်ရှားနေတာညနေနေဝင်ရီဒီရောအချိန်လမိုင်းညအချိန်ညဦးရန်အချိန်တွေမှာအဲ့ဒီတရေမရဲ့ခြောက်လက်ခံရကိုယ်တိုင်တွေ့မြင်ရတော့အချောက်လက်ခံရသွားလဲတဆင့်စကားတဆင့်နာနဲ့အများကြီးရှိကြတယ်အဲ့ဒီငမိုးရိပ်ချောင်းကူးတရားကြီးမှာအင်္ဂလိပ်တွေအုပ်စိုးစိန်ကလေးကတရှိခဲ့တဲ့တရားကြီးဖြစ်ပြီးတော့နေပရိစေတကြာမြင့်နေပါပြီလူကြီးတစ်ပတ်စာမကောက်ကြီးမာလာတဲ့အဲ့ဒီတခုပင်ကြီးကလည်းတရားကြီးထိတ်မှတရှိပြီးတော့မှထူကြတာတော့အဲ့ဒီတခုပင်ကြီးရဲ့အနီးနားကျဝိုက်မှာဟိုးရှိကယထာကျိတ်တည်မှုတွေကမကြာခဏဖြစ်လေရှိတယ်ဆိုတာပါပဲတခုပင်ကြီးတည်ရှိတဲ့အဲ့ဒီကုန်းငယ်လေးတွေမှာပဲမြေပြင်ရှင်းတန့်ပြီးတော့မှကျန်တဲ့ဘေးကျဝိုက်မှာရွှွနုပြိုက်တော်တွေချောင်းဆက်တွေနဲ့ဆက်လက်ရှိပြီးတော့ခရဆူးချုံရိုင်းတွေမြက်ရိုင်းကျူတော်ကြီးတွေပဲဖုံးလွှမ်းနေပြီးအခုလိုကာလညအချိန်မဆိုထားနဲ့နေ့လည်နေ့ခင်းအချိန်တောင်လူပြက်နေတဲ့နေရာပဲဖြစ်ပါတယ်ဖုံစိုးမြေကြီးလိုမျိုးပဲခြောက်ချားဖွယ်ရာဆန်လွန်လာတဲ့အတွက်အဖော်မပါဘဲနဲ့ဘသူမှဖြတ်သွားဖြတ်လာကြွေးကြောင်နှွားကြောင်တဲ့သူတော်မပြုကြအဲ့ဒီချက်ဒီလိုညနေအချိန်တွေမှာနဲ့တခါတလေအဲ့ဒီနေရာတဝိုက်တန်လန်းပေါ်ကနေရီတန်တွေရွှေလျားအရိုင်းဆန်တဲ့ဆန်တွေဖာရကြီးဖြန့်ကျဲပြီးရိုးကနေရိတ်ခင်းနဲ့တန်လန်းထက်မှာတွာလာနေတဲ့မိမချောလေးတွေတယောက်စနှစ်ယောက်စကိုလည်းအချိန်အခါမဲ့တွေ့မြင်ကြရတယ်ဆိုပြီးလဲပို့ပြီးမှထိတ်လန့်စွာရှောင်ရှားနေကြတာပဲဖြစ်ပါတယ်အခုအဲ့ဒီတခွန်းပင်ကုန်းရှိတဲ့ဝန်းကျင်ကိုကိုကြီးအောင်တို့ဦးဆောင်ပြီးမှညနေတကောင်သူတို့လူစုအရေးစွန့်ပြီးမှ
လာခဲ့ကြတာပဲဖြစ်ပါတယ်။ဟျောဖိုးခွာမင်းလွယ်အိတ်ထဲကပစ္စည်းပြောက်အောင်မယ်နော်။ဟာစိတ်ချဒီမှာရှိပါတယ်ကိုကြီးအောင်ရ။ကျွန်တော်ဂယုတက်ဆိုင်ယူလာတာပါ။အေးဂယုဆိုင်ဒီအချိန်ကအပုတ်ချိန်ကွာဒီတန်လန်းနဲ့တခုပင်ကြီးတစ်ဝိုက်သွားလာကျင်လည်နေကြတဲ့ဒီမကောင်းဆိုးဝါးတရေတစီတွေသူတို့ပုံးခိုနေရကချွတ်ပြီးတော့မှအစာရေးစားရှာဖွေနေကြတဲ့အချိန်ကွာတော်ကြလို့ရှိရင်အထားမတော်လို့သူတို့စားစရာဖြစ်သွားအောင်မယ်ဒီတရေမတွေကိုအဓိကအဲ့ဒီငါးစာနဲ့များရမှာကွာသူတို့ကြိုက်မှကြိုက်ပါမလားကိုကြီးအောင်ရဲ့တော်ကြဟာကွာဒီကောင်မြင်မှတ်ထားအမေသားငါအစိမ်းအညိအဟောင်းဆိုတာပရလောကသစေတရေတွေကြိုက်နေတတ်တဲ့အစားကွာမင်းတို့မကြဘူးမလားလမ်းနဲ့ရက်ွက်ချဲညဘက်အချိန်မတော့အိပ်ပြက်ရင်တော့ပါလာတဲ့အမီးထုတ်ဟင်းထုတ်လိုက်ပြီးမှလှူစားတာကြားဖို့ပါတယ်ကိုအောင်ပြောတာနဲ့တင်ကျွန်တော်ကလည်းတက်သိမ်းမွေးညင်းတွေချလာပြီအလဲခက်ကုတ်လိုက်လာတဲ့သူအရက်ပူပူပြက်ပြက်ခန္ဓာသေးသေးနဲ့တပတ်ကတက်သိမ်းချလာတယ်လို့ပြောပါတယ်လေးလံလာတဲ့ခုံဝိုင်းကြီးကိုတယောက်တက်လက်ထမ်းပိုးနေကြတာပင်ပန်းလာပါတယ်တက်သိမ်းချလဲနောက်မှချတော့အရှိမတရားထိတ်တခွန်ပင်ကုံရှောက်နေပြီတခုတော့ရှိတယ်ဘာပဲတွေ့ဘာပဲမြင်ဘသူမှထွက်မပြေးနဲ့နော်ပြေးရတော့စီးပေါက်စီးကြိုးပြီးတော့မှအကုံအပမိကုန်မယ်ဟုတ်ကဲ့ကိုကြီးအောင်သူတို့ထဲမှာကိုကြီးအောင်ကအသက်နည်းနည်းလေးပိုကြီးပြီးတော့အားလုံးရဲ့စီကအတွေ့အကြုံရှိရဲ့သူရဲ့ဖြစ်တယ်အဲ့ဒီချိန်မှာဘယ်အနေလွင့်ပြန်လာမှမသိတဲ့ခွေးလေးခွင်းလွတ်တကောင်ရဲ့ချောက်ချားဘွေရဦးတန်ကညနေရန်တွေကိုတုံထိုးထိခတ်ပြီးတော့မှလေပြင်းရိုင်းတဲ့စီမျောလွင့်ပြန်လာပါတယ်ငှက်စုတကောင်လည်းအမင်္ဂလာမဲ့သူတို့ခေါင်းပေါ်ဖြတ်ပြန်ရင်းနဲ့ဒီကီကီနဲ့အော်ညီးသွားတယ်အတော်အတန့်ကြာမြင့်လာတဲ့သခွန်ပင်ကြီးရဲ့အမြင့်ပြင်းကြီးတွေရဲ့အဆက်ရှင်းသက်နေတဲ့မြေနေရာလေးမှာသူတို့၄ယောက်ကစုရက်နေကြတယ်ပတ်ဝန်းကျင်တစ်ခုလုံးကိုလှဆန်းရဲ့ဖြစ်တော့လက်ရောက်ရိတ်တွေကဝါဖြော့ဖြူလွှတ်လေးအလင်းတက်အပြင်ဖြက်ကျဲချားပေမဲ့လဲသခွန်ပင်ကြီးရဲ့အုပ်ဖြာတဲ့အကိုင်းခက်တွေကြောင့်မလို့အမောင်စိုးနေတယ်လို့မျိုးဖြစ်နေတယ်သခွန်ပင်ကြီးရဲ့ဒီကြီးမာတဲ့အမြင့်ပြင်းစုံကြီးပေါ်မှာသူတို့ထွန်းညှိချတဲ့ဖျောင်းတိုင်တုတ်ကြီးရဲ့အလင်းဝဝကတခါတလေမှသူတို့ရှိတဲ့နေရာချမင်းစားစပွဲဝိုင်းကြီးချက်ကိုအလင်းရောင်ကကြလာတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကပစင်းရင်ကွင်းကောင်တွေရဲ့ဒီစီအော်မြေရဲ့အတန်ကိုပဲအဆက်မပြတ်ကြားနေရတယ်။အဲဒီအချိန်မှာလာရောက်အချို့တဝက်ဆုံးကွယ်ဖိတ်စင်နေတဲ့ကျူတော်အုပ်ကြီးအကြားလေရိုင်းတွေကထိုးခွဲပြေးဝင်လာတဲ့အတန်ကတခါတလေမှသစီတရေနှစ်နာဘဝကျွေလမ်းလျှောက်လာတယ်လို့ချာထင်မိရဲ့ကိုကြီးအောင်ကကဲဟိတ်ကောင်နေအားလုံးအစင်သစ်ဖြစ်ပြီးဆိုသူတို့ကိုစပြောင်းမှခေါ်တော့မယ်လက်တွေကိုခုံပေါ်ဖြဲ့ပြောင်းမှထိအောင်ဆက်ထားလိုက်ကြဘာပဲတွေ့ဘာတမ်းမဲကြားထွက်မပြေးနဲ့နော်ပြေးတဲ့သူကိုထိုင်နဲ့ကိုကံမယ်အခက်မသိရင်တန်လန်းဆောက်တရေဖြစ်မှာဟုတ်ကဲ့ပါကိုကြီးအောင်တင်းပြလိုက်တဲ့အောင်ကြီးရဲ့အတန်ကတော့မြေဖျားချင်းချိရိုက်တယ်လို့ပဲကြောင်ရွစိတ်ဝင်လာတယ်လို့ကြုံကြရင်နဲ့အားလုံးကတော့ကိုကြီးအောင်ညွှန်ကြားခိုင်းစီတဲ့အတိုင်းစပွဲခုံကြီးရဲ့အလဲကောင်မှရှိတဲ့အမဲသားထုတ်ကိုဘယ်ညာလက်တွေနဲ့ဝါလုံးတရံဝန်းရံလိုက်တော့လက်ချောင်းတွေကဖြက်ကားပြောမှထိဆက်ထားလိုက်ကြတယ်။ကိုကြီးအောင်ကအောင်ကြီးနဲ့တက်ဖြစ်တယ်။ဒီအနီးဝန်းကျင်ဒီတန်လန်းကျဝိုက်မှာကျင်လည်သွားလာနေတဲ့မကြုံမလွတ်တဲ့အစိမ့်တရေတစီမင်းစာမန်တမြသူတို့အမဲသားကြွေပြောမှတရေခေါ်ကြတယ်။အောင်ကြီးမိုးကျော်တပတ်ဖိုးခွားတို့၄ယောက်စလုံးကြားတာကြားဘူးကြပေမဲ့လေကိုရိုင်ကိုကြသစေတရေနနာဘဝပရလောကသားတွေကိုအဲ့လိုအစားအစာကျွေးမွေးပြီးတော့မှမခေါ်ဘူးကြအောင်ကိုရိုင်လည်းမတွေ့ကြုံဘူးကြအောင်အဲ့လိုနဲ့ပဲကိုကြီးအောင်ရဲ့စိတ်ပါဝင်စားဖွယ်ရှင်သိတ်တုံဖွယ်သစေတရေခေါ်ပွဲကိုကိုရိုင်ကိုကြအားလုံးကစိတ်တူကိုတူခေါ်ဖို့လာခဲ့ကြတာပါသူတို့၄ယောက်စလုံးကရက်ွက်ထဲမှာအတော်အသင့်ပဲလက်ရဲစက်ရဲနိုင်ကြတဲ့သူတွေဖြစ်ပေမဲ့လေအခုလိုမျိုးလူသူကင်းဝင်းတဲ့မြို့အစွန်ငမိုးရိပ်ချောင်းကြီးနှစ်ပေနမေကြီးတဲ့သခွန်းပင်ကုန်းမှာညအချိန်ခါမဲ့မကြောက်မရွံ့ဝိညာဉ်လောကသားတစေတရေတွေခေါ်ကြမယ်ဆိုရင်လေညရက်အမှောင်နဲ့လူသူလေးပါအိမ်နေခြင်းမရှိတာကစိတ်ကိုမလုံခြုံသလိုခံစားနေကြတာဖြစ်ပါတယ်သူတို့ယူဆောင်လာတဲ့ထမင်းစပွဲကြီးရဲ့အောက်ခြေထောက်နှစ်ချောင်းအောက်မှာရှိတဲ့သူတို့၄ယောက်ရဲ့ဖက်နှက်၄ဘက်မောက်ခုံခင်းထားကြတယ်crossing တက်ချီခတ်ခင်ပြီးတော့မှ၄ယောက်သားစပွဲအလဲကိုမျက်နှာမူပြီးတော့မှစောက်ကြောက်ထိုင်နေကြတယ်ကိုကြီးအောက်ကကဲတခုပင်ကုန်းကြီးနဲ့
ဒီတန်လန်းနေမြေတစ်ဝိုက်မှာမိတင်းနေထိုင်ကြတဲ့မကျွမလွတ်တဲ့အစိမ့်တီနန္နာဘဝပရလောကသားများဖြစ်ကြတဲ့တစေတရေဖုတ်ရိတ်တာအပေါင်းတို့သင်တို့ဟာအကျွန်ုပ်တို့ကအစားအစာတွေနဲ့ဖိတ်ခေါ်အပ်ပါတယ်အသင်တို့အနီးဝန်းကျင်တစ်ဝိုက်မှာတွာလာနေကြတယ်ဆိုရင်အကျွန်ုပ်တို့နဲ့အတူဤစပွဲခုံစီကိုလာရောက်နိုင်ပါတယ်အသင်တို့အတွက်ယူလာပေးတဲ့အမေသားစိမ်းကိုလည်းစားသုံးပါအကျွန်ုပ်တို့မှမိကုန်းတွေတိချင်တာများမင်းမြန်းပိုင်လဲသင်တို့ကပြန်လဲဖြေချပေးပါအန်ဒီရမပြုတ်ပါနဲ့ထိတ်လက်အောင်မချောက်ပါနဲ့အထူးသဖြင့်လွန်ခဲ့တဲ့တလကျော်ကဒီနေရာမှာယထာတိုက်ပြီးသေဆုံးသွားတဲ့အစိမ့်သေးမချမ်းမြစ်ကိုခေါ်ပါတယ်မချမ်းမြစ်ပဲလာရောက်ပါတိတ်ဆိတ်ခြောက်ချပွဲညက်ထဲမှာကိုကြီးအောင်ရဲ့အတန်ကတူတူပြက်ပြက်ဝန်းကျင်ကိုလွှမ်းခြုံနေပါတယ်ဒါမဲ့ဘလို့မှထူးခြားဟန်တော့မပြထမင်းစပွဲဝိုင်းကြီးကညိတ်သက်နေတယ်သူတို့အားလုံးရဲ့အကြည့်ကလာရောက်နဲ့ဖျောင်းတိုင်ရောက်ပြက်အလင်းအောင်စိုးရိမ်ကြောက်ကြတဲ့စိတ်စိုးရိမ်မကင်းတဲ့စိတ်တွေနဲ့စိုးလက်ပြောင်းဝင်းနဲ့စပွဲခုံရဲ့အလဲကအမေသားချုပ်ကိုပဲစိုက်ကြည့်နေမိကြတယ်ကိုကြီးအောင်ရဲ့ဘဲညာလက်နှစ်ဖက်ကတော့ချက်ဖက်ကိုဝင်းပေါက်တကားလိုမျိုးဟချပေးပါတယ်သူတို့တွေ့ချင်တဲ့တစီတရေနာနာဘဝတွေမရှိကြဘဲနဲ့ရွာတဲ့ရက်တဲ့အလဲလွန်နေသလားလို့အောင်ကြီးကတွေးမိတယ်စက်ကပိုင်လောက်အချိန်မှာပဲအောင်ကြီးကကြာညောင်းနေလို့ထင်နေမိတယ်ကဲမချမ်းမြေဘယ်နေရာရောက်ငါတို့စီလာပါမချမ်းမြေပဲလာပါရောက်ပြီလားရောက်ရင်ရောက်ကြောင်ပြတ်တာပါအဲ့လိုပြောတာနဲ့အတန်လေးကြားရတယ်ကိုကြီးအောင်ကလွန်ခဲ့တဲ့တလလောက်ကမှတခုတ်ပင်ကြီးနဲ့မနီးမဝေးမှာနွားကြောင်ရင်နဲ့ယထာတိုက်ပြီးတည်ဆုံးသွားခဲ့တဲ့မချမ်းမြစ်ကိုပဲလာရောက်ဖို့ခေါ်တာပါအဲ့ဒီမချမ်းမြစ်ဆိုရယ်မိတ်ကလေးယထာတိုက်ခင်အပြောမှတည်ဆုံးတာအောင်ကြီးတို့ကြားရတယ်အဲ့ဒီချိန်ကသွားတော့မကြည့်ခဲ့ပါဒါပေမဲ့လည်းဖိုးကျော်တို့ဖိုးခွားတို့ကတော့ကိုရိုက်သွားကြည့်ကြတဲ့သူတွေထဲပါပါတယ်ကိုကြီးအောင်အစိမ့်တည်တဲ့မချမ်းမြစ်ကိုတွေ့တွေ့ခေါ်နေတဲ့အချိန်မှာတန်လန်းကုန်းပေါ်ကမဲမဲတံခွေးတကောင်ကဦးတန်တဲ့အကျူရုတ်တရက်သူတို့နဲ့မနီးမဝေးမှာရှိတဲ့နေရိုင်းပင်ရှိရီကြတဲ့တစုံတူဦးအလင်းမြန်ပြေလွှားတိုးဝေးလာတယ်လို့မျိုးပဲတရှဲရှဲတဖြက်ဖြော့အတန်တွေကိုကြောစိတ်ပွဲစက်သိန်းချပွဲနားထဲမှာကြားနေရတယ်။ညရိုင်ရတော့ပတ်ပတ်လည်းဖြစ်တော့ဘသူမှနောက်ကိုလှည့်မကြည့်ရဲကြ။အဲ့ဒီအချိန်မှာအောင်ကြီးမိုးကျော်တပတ်ဖိုးခွားနဲ့ကိုရင်အောင်တို့9ယောက်ရဲ့ရှေ့အလယ်မှာရှိတဲ့စပွဲဝိုင်းကြီးကညိတ်ကနေတိန်ကနေနဲ့ထထရှားရှားကြီးလှုပ်ရှားလာတာမလို့အောင်ကြီးတို့တွေလှန့်သွားကြတယ်။ကိုကြီးအောင်ကသူ့ရဲ့ဟားဖွင့်ချတဲ့လက်လျာလည်းဆက်လိုက်တယ်။စပွဲကုံအဝန်းနဲ့တတောက်ခန့်အကွာမှာသူတို့9ယောက်လက်တွေကဝါလုံးတပွဲဆက်မိနေကြတယ်။သူတို့ရဲ့စပင်းတော်မထောင်ရဲကြတော့အဲ့ဒီအချိန်မှာဘယ်ကဘလို့လွှတ်လာတာလဲတော့မသိရတဲ့စူးရှာတဲ့အပုံနဲ့ကြီးတစ်ခုကသူတို့9ယောက်ဝန်းကျင်တဝိုက်အော်ဂလီဆန်လှအောင်နန်ဟောင်လွင့်ပြန်လာတယ်။နန်လွှားကြီးတော့နှာခေါင်းကိုလက်နဲ့ပိတ်လို့ရလဲမရသူတို့ရဲ့ဘဲညာလက်ဆောင်ကဆက်တက်ပြောမှစပွဲပေါ်မှာလေကဲရောက်ပြီလားရောက်လာတဲ့သူကငါတို့ခေါ်တဲ့မတ်ချမ်းမြေဆိုတာမန်နေဆိုရင်တော့ဒီစပွဲခုံကို3ချက်လှုပ်ပြပါဆိုတာနဲ့ဒုံဟာရောင်ရမ်းပြီးအောင်ကြီးရောပတ်သက်ပါပါဇက်ကအတန်ထွက်သွားပြီးစက်သိန်းတွေကကြပြင်းထသွားတယ်ကိုကြီးအောင်ပါဇက်ကစကားတန်မဆုံးခင်မှာပဲမြေကြီးနဲ့စစ်တောက်2000လွတ်နေတဲ့စပွဲခုံကြီးကသူ့ဘာသာသူတုံနဲ့3ကြိမ်လှုပ်ရမ်းသွားတယ်။သူတို့အားလုံးရဲ့လက်ပင်ညာအစုံမှာစပွဲထက်အသားရပဲကိုကြီးအောင်ပြောပြချတဲ့အတိုင်းခွန်အားမဆိုင်ထုတ်ပဲနဲ့ဖော့လိုမျိုးပဲတင်ထားရုံပဲတင်ထားတော့အဲ့ဒီစပွဲကိုဖိလုပ်လို့မရအောင်။တရားယောက်ကမယိုမသာလောက်ခါမယ်ဆိုရင်လေနဘေးမှာရှိတဲ့လူကလက်တန်းလေးတွေနဲ့ပဲချိတ်ဆက်ချတဲ့အတွက်သိရမှာ။ထူးခြားလာတာတော့စပွဲခုံကြီးကလည်းတစုံတယောက်တက်လို့မတည့်ရက်တလို့မျိုးဒါမှမဟုတ်ရင်ထိုင်နေတလို့လေးလံနေတယ်လို့စိတ်ထဲမှာသိနေတာပါဒါပေမဲ့စပွဲခုံအလဲသူတို့အားလုံးရဲ့ရှစ်မှာဘယ်အရာမှရှိမနေပါဘူးအပုပ်နဲ့ကြီးကတော့နီးကပ်စွာပဲတထောင်ထောင်ထနေစေကဲဟုတ်ပါပြီအသင်ပြလောကသားမချမ်းမြင့်ဒီစပွဲခုံပေါ်မှာရောက်နေပြီလို့ငါတို့သိရပါတယ်ဒီလောက်လည်းမကြမ်းပြပါနဲ့ငါတို့ကနေ့နဲ့အတူပြောပါရအောင်ကစားကြရုံပါစပွဲခုံကိုရက်ပေးပါဟာဒီတစ်ခါမှမိုးကြော်နဲ့ဖိုးခွားတို့နှုတ်ကပါတအံ့တော်လေးတန်းတူတူနဲ့ထွက်ပေါ်လာတယ်။အတန်ကြေကြီးတော့မဟုတ်။ American Solution တော့အားလုံးကအတန်တိတ်ငြိမ်နေရမှာဖြစ်ပါတယ်။ကိုကြီးအောင်ကနေကယထာတိုက်လို့တည်တဲ့တရေမမချမ်းမြင့်ဆိုရင်နေအသက်ဘယ်လောက်ရှိပြီလဲခေါ်လောက်ပြပါ။အဲ့ချိန်မှာဒုံနဲ့ကိုကြီးအောင်ရဲ့အမေကိုလုံမမြင်ရပဲနဲ့တရေမမချမ်းမြင့်ကခုံကိုကြက်ကြမ်းနဲ့ပဲ15ချိန်တိုင်အဆက်မပြတ်လှုပ်ရမ်းပြတယ်။
အောင်ကြီးတို့ပို့ပြီးမှအံ့ဩရတယ်လောကမှာနာနာဘဝဝိညာဉ်လောကသားပရလောကသားတွေတကယ်ရှိနေကြပါလားဆိုပြီးမှထင်မြင်လာကြတယ်အမေရိကန်လည်းအခုလိုဝိညာဉ်ပရလောကတရေတစီတွေရှိပါတယ်ခေါ်ယူလို့လည်းရတယ်ဆိုတာကိုမယုံကြည်သူတွေအနေနဲ့သူတို့အားလုံးကမကြောက်မရွံ့ဒီနေရာအထိရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်အခုတော့လက်တွေ့ကြုံနေရပြီလေကဲနင့်အသက်15နှစ်မှငါတို့သိရပြီနင်ကအပြိုလားအပြိုဆိုလို့ရှိရင်တော့3ချက်လှုပ်ပြစမ်းအပြိုမဟုတ်ပဲနင်မသိခင်အထိရီးစားတွေဘာတွေရှိတယ်ဆိုရင်တော့9ချက်ခက်ကြကြမ်းလှုပ်ပြအဲ့ချိန်မှာဒုံဆိုပြီးမှ9ချက်ပြတယ်။အော်နင်ကငငယ်လေးနဲ့ရီးစားတွေဘာတွေရှိနေတာကိုအခုနေရချားကြိုက်ပြီးမှအစိမ့်သေးဘဝနဲ့နေရီးစားစီရောက်သေးလားရောက်ရင်လှုပ်ပြဒုံနဲ့2ချက်ဒီတစ်ချိန်မှာတော့အောင်ကြီးနှုတ်ကနေတခွီရှိတန်ထွက်လာတယ်။ဒီတရေမမချမ်းမြေရချားတိုက်တဲ့အချိန်မှာသူ့သွားမကြည့်ဘူးချောလားလှလားရုပ်ဆိုးလားမတွေ့ရပေမဲ့လည်းအသက်ကတကယ်15နှစ်လောက်ရှိသေးတော့အိမ်ကအောင်ကြီးရဲ့ညီမဖြူနှင်းဝေအသက်လောက်ပဲရှိသေးတာပါဒါပေမဲ့သူမသိခင်မှရီးစားရှိတယ်တဲ့ယထာတိုက်ပြောမှအသေးစိုးနဲ့တေးပြီးတာတောင်မှသူ့ကောင်လေးစီကိုသွားနေစေဆိုပြီးမှအောင်ကြီးကစိတ်မအောက်အိနိုင်မဲတခွီရီတန်ချက်ပေါ်လာတာဖြစ်ပါတယ်သူမကတမလွန်လောကသားတရေမှဖြစ်နေပြီဆိုတော့သူမလာမှန်းသူ့ရီးစားကောင်လေးကဘလို့လို့သိနိုင်မှာလဲသိအောင်အခုလိုအပုံနဲ့တွေဘာတွေပေးသလားတော့မသိတရေမဘဝကိုရောက်နေတယ်ဆိုတော့သူကြားဘူးတဲ့ဥစ္စာဆောင်တိုက်နှန်းရှယ်လိုမျိုးပဲအမွေးနှက်တွေဘာတွေစပယ်ပန်းနဲ့နှင်းစီပန်းနဲ့တူပေးနိုင်မယ်မချင်ပါဘူးနေရီးစားကောင်လေးကနှင်လာတာသိရလားနေအပြင်နောက်ထပ်ရီးစားတွေဘာတွေရပြီလားပြောပြပါဦးဒီတစ်ခါအမေတို့အစိမ့်သေးတရေမလေးမချမ်းမြေကြေကွဲဝမ်းနေသွားပုံရပါတယ်သူတို့အလဲမှာရှိတဲ့ထမင်းစားစပွဲကြီးမှာဘာလှုပ်ရှားမှုမှမရှိပဲညှိသက်နေတာသူတို့တရေမလေးမချမ်းမြေရဲ့စကားကိုသိချင်တော့အားလုံးကစိတ်ဝင်တစားနဲ့နားထောင်နေကြပေးမယ်လေဘာလှုပ်ရှားမှုမှမပြပါဘူးတရေမလေးကဝမ်းနေနေပုံဖြစ်ပေါ်လာတယ်ကဲပါဝမ်းနေနေရင်လည်းဘာမှမဖြစ်နဲ့တော့အခုနေငါတို့ခေါ်လို့လာရတာပြောသလားပြောရင်လှုပ်ပြကြက်ကြက်လေးလှုပ်ပြနော်ဒုံလှုပ်ပြပါတယ်အေးပြောတော့ပေါ့ပြောရဲဆိုတော့ငါတို့ကဝမ်းသာပါတယ်ဒါနဲ့အခုနေဒီကိုလာတာတယောက်ထဲလားနေနဲ့တူငါတို့နားမှာနင့်လိုတရေပဲနှကောင်ဘယ်နှကောင်ရှိလဲအရေးတွဲလှုပ်ပြစမ်းဒုံဆိုပြီးဟာမျက်စွာဖျားတရေမချမ်းမြေကအချက်10ချက်မကောက်လှုပ်ပြတော့အားလုံးကကြောချမ်းသွားကြတယ်သူတို့တွေကသာပရလောကသားတွေကိုမျက်စိနဲ့တက်အံ့မမြင်ရပေမဲ့လေသူတို့ရဲ့နှဘေးဝန်းကျင်မှာအစိမ့်သေးတရေမချမ်းမြေအပါဝင်မမြင်ရတဲ့တရေတွေအများကြီးရှိတဲ့ဆိုတဲ့သဘောအောက်ကြီးကနေတို့အထဲမှာဒီနေရာနဲ့ပတ်သက်တဲ့အကြီးအကဲပါသလားနှစ်ချက်ပြပါတယ်နေရဲ့အမွေးကဘယ်လောက်ရှိလဲတပေကိုတစ်ချက်လှုပ်ပြအဲ့နဲ့နှစ်ချက်လှုပ်ပြတယ်ဟာဟဲ့ရီအရှိ2ပေလောက်ရှိတယ်တဲ့အေးကွာကြောက်စရာကြီးအမွေးတင်2ပေလောက်ရှိပြီဆိုတော့အစွဲတွေနှင်းတောင်မဟုတ်တပက်အစင်လောက်ရှိမှာဟိတ်ကောင်နေပေါက်တက်ကြကွာဘာတရေတစီမှမကြောက်လို့နမေကြီးတဲ့ဒီတန်လန်းမှာတရေလာခေါ်တာပေါ့ကွာဘာမှကြောက်စရာမလိုအောင်ကြီးရဲ့အတန်ကဟင်းထွက်သွားပြီးအဲ့ဒီခိုက်မှာပဲ6ကနေသူတို့ရဲ့နဘေးပပတ်လဲမှာထသွားတဲ့အပုံနဲ့ကြီးတွေနဲ့တူတဖြောမျက်ရိုင်းတွေကိုတိုးရှဲတိုက်ခတ်လာတဲ့လေအေးဆက်ကြောင့်အားလုံးကစက်သိန်းတွေစိတ်ကနေတီးထသွားကြတယ်အာအပုံနဲ့ကြီးအေးကွာသူတို့တတွေကပဲစိတ်ကထင်လေးသလားတော့မသိဘူးသူတို့9ယောက်ရဲ့အလဲကောင်မှရှိတဲ့ထမင်းစားစပွဲကြီးမှာပိုပြီးမှကြောက်တုံးကြီးစက်အိတ်ကြီးတဲ့အိတ်ပြစ်တင်လိုက်တဲ့ပိုမိုလေးလည်လာတယ်လို့ခံစားလိုက်ရပြီးတော့စပွဲမှာတစားဖက်ကိုညှိခနဲ့စောင်းကျသွားတယ်ဟာအားလုံးကအမေရိကန်ပြောရမယ်ဆိုလို့ရှင်တော့အထိတ်တလန့်ဖြစ်သွားကြတယ်ကိုကြီးအောင်ကအတွေ့အကြုံရှိသူပြီးမေးလိုက်တယ်အခုစပွဲပေါ်မှာမိရထားကြိတ်ပြီးတည်သွားတဲ့မက်ချမ်းမြေဆိုရင်ခေါကိုဒီတိုင်းပဲချပြမှတခြားသူကြောက်ဆိုရင်တော့3ချက်ခက်ကြကြမ်းလှုပ်ပြပါ3ချက်လှုပ်ပြပါတယ်ခေါကိုဒေါသတကြီးလှုပ်ခါပြပုံကတော့မြေပြင်တုံပြီးတော့မှခုံကျိုးပဲ့သွားမလားလို့တော့ထင်ရတယ်။သိချတယ်။စောစောကအစိမ့်တရေမှမချမ်းမြေမဟုတ်ကြော။တခြားတရေတကောင်ဖြစ်နေလိမ့်မယ်။အစိမ့်သေးမချမ်းမြေပေးရောက်သွားပြီလေ။အခုခုံပေါ်ရောက်နေတဲ့သူကယောက်ျားလားမိန်းမလား။ယောက်ျားဆိုရင်တော့ခက်ကြကြလှုပ်ပြပါ။အဲ့နဲ့တော်ဝီရက်တော့အားလုံးကအလဲမှာရှိတဲ့ခုံကကြမ်းတမ်းလှတဲ့အတွက်တဖြောင်းနဲ့လှုပ်နေတာပါ။ကိုအောင်ပါဇက်ကနေရက်ခိုင်းလိုက်တော့မှပဲရက်သွားပါတယ်။ဒီတရေကနည်းနည်းလေးခက်ထန်ပြီးဒေါသကြီးရဲ့ပုံလဲရပါတယ်။ယောက်ျားတရေဖြစ်တော့ကိုအောင်ကလွှဲပြီးသူတို့တွေနည်းနည်းလေးစိုးရွသွားမိတာတော့အမှန်ပဲ။
မရပြရလဲဒီနေရာဝန်းကျင်ကဆိုရင်တော့ခုံလုံးပြစံအနီးအဝေးကဆိုလို့ရှင်မလှုပ်နဲ့အဲ့နဲ့နှစ်ချက်လှုပ်ပြတယ်အေးဟုတ်ပြီဒီနာဝန်းကျင်ကတရေချီပဲဆိုတော့ဒါနဲ့နောက်တစ်ခုမယုံမယ်ဒီကိုပင်ရဆိုရင်တော့ခုံလှုပ်ပြပါတယ်သိပါပြီဒီပင်ဆိုတော့သိပြီးတော့မှတရေဘဝယောက်ျားဘယ်နှစ်ရှိပြီလဲ10နှစ်ကိုတစ်ချက်နှုံနဲ့ခုံလှုပ်ပြအဲ့နဲ့5ချက်ဟာဘုတ်တော့တရေဘဝရောက်နေတာအနှစ်90တောင်ရှိနေပြီတဲ့ဒါဆိုရင်အမွေးက1000ဖိုးခွာမင်းပါစက်ပိတ်ထားစမ်းဒီတရေကြီးကတရေတက်တန်းအောင်90ရှိနေပြီလို့လဲဆိုပါတယ်တရေကြီးရင်တော့တပည့်လို့ဆိုကြတယ်တပည့်ကြီးတွေများလားမသိဘူးမိုးကြော်တွေးမိရင်နဲ့ကြောချမ်းလာတယ်မတော်တဆတပည့်ကြီးတာဆိုရင်တော့တပည့်ကြီးတွေမှာဘလို့အကောင့်ထဲကြီးမှတလဲမဆိုတက်ပေမဲ့နေရွက်ကြီးတွေမှာတစ်ဖက်ကိုခင်းပြောမှတစ်ဖက်ကဖြန့်ပြီးအိတ်နိုင်တယ်လို့လဲဆိုကြတယ်ကျွေးရင်းနဲ့တောင်ကျန်တဲ့သူတွေတော့မသိဘူးမိုးကြော်6တူးတွေတစ်ဆက်ဆက်တုံပြောမှစပွဲခုံပေါ်မှာရှိတဲ့ထိဆက်ချတဲ့လက်တွေတောင်တစ်ဆက်ဆက်တုံလာတယ်လာရောက်ကမလင်းတင်လင်းနဲ့တခြားသူတွေရဲ့မျက်နှာကိုမတိမတာအကဲခတ်ကြည့်လိုက်မိတဲ့အခါမှာဖိုးခွားတပတ်အောင်ကြီးတွေရဲ့မျက်နှာကကြောင်ရွထိတ်လက်နေတာတိတာကြီးအဲ့ချိန်မှာရုတ်တရက်ပဲတန်လန်းရဲ့အဝေးတင်နေရာကနေခွေးလေခွေးလွင်တကောင်ရဲ့စွဲညင်စွာဦးလိုက်တဲ့အတန်ကပို့ပြီးတော့မှကြောချမ်းမှုကောင်းပါတယ်အဲ့ဒီချိန်မှာပဲ6ခနဲ့အပုံနဲ့ကြီးရလဲသူတို့လူစုရှိရဲ့နေရာကိုလိုက်ဝေးနှမ်းစောလာပါတယ်အဲ့ဒီချိန်မှာဒုံဆိုတဲ့အတန်လေးမိလာတယ်ကိုရင်အောင်လှုပ်ပါအောင်လှုပ်ပါဟုတ်တယ်ကိုအောင်ဒုက္ခရောက်ပြီထင်တယ်အဲ့ချိန်မှာဒုံဆိုတဲ့အတန်မင်းတို့မပြေးနဲ့နော်ပွဲကပူကျန်းလာတယ်ငါတို့9ရောက်အလဲမှာရှိတဲ့စပွဲခုံဝိုင်းကြီးမှာသူတို့တွေလက်ဖွားတွေနဲ့တအားဖိထားပေမဲ့လည်းထိမ့်သိမ်းလို့မရအောင်ဒုံနဲ့ကြမ်းတမ်းစွာလှုပ်ခါနေပါတယ်သူတို့တွေသာအားနဲ့ဖိထားမယ်ဆိုရင်တော့ထမင်းစပွဲကြီးမှာလေထဲပြန်ဝဲကြွတက်တော့မယ်ထင်ပါတယ်ဒီထက်ပိုပြီးတော့မှ6ချားပွေရကတော့6ခနဲ့အပုံနဲ့ကြီးကသူတို့နဲ့တပေလောက်ကွာမှာပဲစိုးဝါစွာနှံ့ဟောင်းနေတာပဲဖြစ်ပါတယ်ဒီထက်ပိုတာတော့6ချားသွေးပြက်ဖွယ်စိုးဝါနေတာတော့လူသူလေးပါအရေးအယောင်တစားတောင်မမြင်ပဲနဲ့တန်လန်းကုန်းနဲ့မျက်ရိုက်တော်ကြီးဘက်ကနေလီတိုးတန်လူမမာတွေညီးသွားတဲ့အတန်အတန်မပီးသပီးနဲ့အတန်ကြီးကညီးတွားတန်တွေကိုဟိုမှကြီးမှလွင့်ပြန်လာသလိုကြားနေရသလိုလိုအနီးကကြားနေရတာဖြစ်ပါတယ်မိုးကျော်တို့အောင်ကြီးတို့မျက်နှာမကောက်ဒီကိုယ်လုံးချွေးစည်းတွေပြင်နေကြပြီကိုကြီးအောင်ရဲ့စကားကြောင့်မလို့အားလုံးကထိုင်ရနေဖြစ်မကြွရင်အခုသူတို့မခေါ်ဘဲနဲ့စပွဲပေါ်ရောက်နေကြတော့ရိုးတာမှန်တစေတရေချွတ်တာလေးတွေမဟုတ်ခုနမေးကြည့်တဲ့အခါမှာသိရတာတော့ဒီနေ့ပဲတဝိုက်မှာအကြီးဆုံးတပည့်ကြီးလို့လဲဆိုပါတယ်တချို့တော့ဂိုင်းဆရာတွေကတပည့်ကြီးတွေနဲ့တွေ့ရင်ပညာကုန်သုံးတယ်မရဘူးဆိုရင်တော့သူတို့တောင်လက်မြောက်အရှုံးပေးရတယ်လို့ကြားဘူးတယ်အခုသူတို့တွေကဘာဆရာညာဆရာမှလည်းမဟုတ်အပျော်သဘောနဲ့ပရလောကဝိညာဉ်နဲ့လောကသားတွေကိုမမြင်မတွေ့ကြုံဘူးတော့အပျော်သဘောအသားစိမ်းငါးစိမ်းကျွေးပြီးတော့မှလာရောက်ပြီးခေါ်ချမိတာပဲဖြစ်ပါတယ်အခုကိုချီတော်ကျိုးကိုပြမဖြစ်နိုင်ဖြစ်နေပြီလေဘလို့ပြန်လို့ရမှန်းတော့သူတို့မသိဘူးကိုကြီးအောင်တော့မျက်နှာပြက်နေပါပြီကိုအောင်ကအတန်မတိမတာတုံရင်လာပြီကဲတပည့်ကြီးဘာလို့တလောက်ကျန်းနေရလဲကျုပ်တို့ကအပျော်သဘောနဲ့ခေါ်တာပါဒုက္ခပြီးဖို့မဟုတ်ပါဘူးပျော်ရင်ကြီးနဲ့တည်းဆိုရင်တော့ခုံလှုပ်ပြပါခုံမလှုပ်ပြပါဒါဆိုရင်မကျေနပ်ဘူးပေါ့မကျေနပ်ဘူးဆိုရင်လေဘာအလို့ရှိလဲဟင်းစားချင်တယ်ဆိုဝယ်ပေးပါမယ်အဲ့လိုဒုံချက်ပြပေးတယ်အချက်ပေးတဲ့အတန်ကကျန်းတယ်အသားစားချင်တယ်ဆိုရင်တော့အားလုံးကဘာလုပ်ပြောမှဘာလုပ်ရမှန်းမသိပဲကိုအောင်ရဲ့မျက်နှာကိုပဲလမ်းကြည့်ကြတယ်ကိုအောင်တော်မှမျက်နှာကမကြုံစဘူးပြက်နေတာပါတခုရှိတာကသူတို့အားလုံးရဲ့အလဲမှာရှိတဲ့စပွဲခုံကြီးမှာအခုတည်းပို့ပြီးတော့မှကြမ်းတမ်းစွာချိန်မနိုင်သိမ့်မရတရကြမ်းလှုပ်ခါနေတာပဲဖြစ်ပါတယ်သူတို့အားနဲ့တအားဖိထားပေမဲ့လည်းချွေးသီးချွေးပေါက်တွေတောင်ကြတယ်ထမင်းစပွဲကြီးအပေါ်ကိုလွှင့်မြောက်တက်သွားမတတ်အောင်မနေထိုင်ရတယ်အဲ့အချိန်မှာတုံဆိုပြီးထက်မိလာတယ်တော်ပါတော့ဟိတ်ကောင်တပည့်ရတဲ့စားစရာတခုခုအမြင်သွားဝယ်စမ်းရပါမလားရတယ်သွားအမြင်သွားဟာကျွန်တော်တယောက်တည်းကြောက်တယ်ရပါတယ်ဆိုကွာဒီမှာငါတို့ကလက်လွတ်လို့မရဘူးအကုန်ဒုက္ခရောက်ကုန်မယ်ဒါဆိုကျွန်တော်သွားတော့မယ်နော်တပည့်ကရုတ်တရက်ပဲသူ့လက်ကိုလှုပ်ပြီးတုတ်ခနဲ့ညအမောင်လွင်ပြင်းကြီးတဲ့လင်းမြင်ပဲတန်လန်းပေါ်ပျောက်ကွယ်သွားတယ်တပည့်ရဲ့လက်ဖွားနေရာကိုသူတို့လင်းမြန်စွာလက်ကျင်ထိခတ်လိုက်ကြတယ်ထမင်းစားစပွဲခုံကြီးမှာတဒုံကျန်းတွန်းစွာလှုပ်ခါနေစေပဲညီးတွားတန်တွေ
ဆွဲညီညီခွေးဦးတဲ့တန်တွေအပုပ်နဲ့တွေကလည်းထောက်ကနေပဲစကားဝိုင်းကခဏလောက်တိတ်ဆိတ်ငြိမ်သက်သွားတယ်လေအေးတစ်ချက်ဝိကနေတိုက်ခတ်သွားတဲ့အတွက်စူဝေးထိုင်နေတဲ့လူလေး9 ယောက်တည်းလက်လုံရှာဖြစ်သွားကြတယ်လို့ကိုပြည့်စုံမှရှိတဲ့အသက်50ဝန်းကျင်ရှိတဲ့တီတီခက်ညာတဲ့လူကြီးကလည်းသူ့ချင်းဂျက်ကင်လှဲပင်းကိုဆွဲစစ်လိုက်တယ်သူတို့စုဝေးနေထိုင်တဲ့လက်ဖက်ရည်ဆိုင်အပြင်ဘက်တောက်အစွန်းမှရှိတဲ့မီးပွင့်ကလေးတွေလှုပ်ရှားပြေးလွှားနေတဲ့ပန်းအိုးလေးနဘေးမှာရှိတဲ့လူကြီးရဲ့မျက်နှာပေါ်မှာမီးပွင့်ရောင်စုံလေးတွေဖြတ်ပြေးနေပါတယ်ဒါဆိုကိုအောင်တို့ကတစေတရေနဲ့တကယ်တွေ့ခဲ့တာပေါ့အေးလေအခုပြောပြနေတာအဖြစ်မှန်တွေပဲအဲ့တုန်းကငါအသက်က20လောက်ရေလွန်ခဲ့တဲ့အနှစ်30လောက်ကအဖြစ်ပေါ့ကွာငါတို့ကအပျော်အပြက်သဘောနဲ့ဘာရဲမှမဟုတ်ပါဘူးလူငယ်တွေပြီးစူဇန်လိလာခြင်းနဲ့စိတ်နဲ့စော့ကစားကြတာပရလောကသားတွေတစေတရေတပည့်တွေဆိုတာလောကမှာတကယ်ရှိတာကွာဒါကြောင့်လေဒုက္ခမရောက်တဲ့မယ်ဒုက္ခရောက်ခဲ့ကြတာပေါ့ဘာဖြစ်လို့လဲကိုအောင်ရဲ့ဘာဖြစ်ရမှာလဲကွာငါတို့နဲ့အကြည့်တုံးကရင်ဆိုင်နေရတဲ့တပည့်ကြီးကသူ့အတက်နဲ့တင်ဘယ်နေမှာလဲကွာမကျွတ်မလွတ်တဲ့ဘဝနဲ့နှစ်ပေါင်းများစွာအစာရေစာမစားရတဲ့အချိန်ငါတို့ကလည်းတရေခေါ်တဲ့ကစားနေကြတဲ့အချိန်တိုက်ဆိုင်သွားတော့ပေါ့ကွာဟာသူကအသားစားခြင်းနဲ့ဆိုမကျွေးလိုက်ဘူးလားကျွေးဖို့နေတတာကွာအဲ့ဒီတပတ်ကတနိုင်လဲပေါ်မလားနှစ်နိုင်ရင်လဲပေါ်မလားငါတို့ကလည်းထိုင်နေရခက်ချပြီးထွက်ပြေးရခက်ပေါ့တပည့်ကြီးကလည်းမထွက်ဘူးငါတို့မှကြောက်ရတာတေးရောပါပြီးတော့မှဒီလောက်အီရညက်နေကြီးမှချွေးတွေကိုပြဲနေရပဲနောက်ပြီးတော့မှဘာဖြစ်သွားသေးလဲကွာဘာဖြစ်ရမှာလဲကွာနောက်ဆုံးငါတို့ကလည်းကြံရမရဖြစ်ပြီးတော့မှတယောက်နဲ့တယောက်အချက်ပေးပြီးဘုံကနေခုံဆွဲလန်ပြီးတော့မှအဲ့ဒီနေရာနေဖနှောက်နဲ့တင်မှတသားတဲ့ကြအောင်ညကြီးမင်းကြီးထွက်ပြေးရတာပေါ့တကယ်မပြေးလို့မရဘူးလေသူကလည်းသားစိမ်း5စိမ်းစားခြင်းတပက်ကလည်းပေါ်မလားနောက်မှသိရတာတော့တပတ်ကအကြောက်လွန်ပြီးအိမ်မှာဆောင်းချုံပွေးနေတာတဲ့အိမ်မှာငါတို့ကတန်လန်းပေါ်တူးကွဲလှက်ပြေးလွှားရင်းနဲ့ဘသူကဘယ်လိုကြံခဲ့ပြောမှအိမ်ကိုဘယ်လိုပြန်ရောက်လာမှတော့မသိကြမနေ့ကမှသတင်းဆိုကြီးကကြားရတာပဲဘာသတင်းဆိုလဲဦးအောင်ရဲ့လောက်ပါအစွန်တောက်မှရှိတဲ့တင်ပြအမိတယ်ဦးအောင်ဆိုတဲ့လူကြီးကတက်ပြင်းတစ်ချက်ရှိုင်းနဲ့ဖိုးခွားပေါ့ကွာတန်လန်းနဘေးမြစ်တော်ဆက်မှာမနေ့ကမှပဲအသက်ပြောက်နေတဲ့ဖိုးခွားလောင်းကိုတွေ့ကြရတာပဲရှော့အိုင်ဆက်ကအလောင်းနဘေးမှာလည်းခြေရာတွေကရှုပ်ရှက်ခတ်နေတာတဲ့အဲ့နောက်မှာတည်နေတဲ့ဖပြုတ်ကြီး3-4ကောင်နဲ့ကင်းလိတ်ချော2ကောင်ကလည်းအလောင်းပေါ်မှာတည်နေတာတွေ့ရတယ်တဲ့ငါတို့ကလည်းရုံးမှာအစ်စ်ခံရတာပေါ့ဖိုးခွားဘာကြောင့်ဘလို့တည်လဲဆိုတော့ငါတို့အခုချိန်ထိမသိတာလည်းအမှန်ပဲတပည့်ကြီးကတော့ကုတ်ချိုးတက်တာနေမှာပေါ့ဘယ်သိနိုင်မှာလဲဖိုးခွားပဲသိမှာပေါ့ငါတို့တို့တွေကတပတ်လောက်ဖျားကြတယ်မစမ်းတန်တင်တာတွေကိုတွားပြောမစမ်းတတ်မိတာကိုအိုးနေစမ်းမအောင်ဦးအောင်ရဲ့အဲ့ဒီတရေခေါ်တဲ့တန်လန်းနဲ့တစ်ပင်ကြီးရပဲမှာလဲဘာလဲမင်းတို့သွားခေါ်ကြမလို့လားမခေါ်ရဲပါဦးအောင်လေမင်းပဲမေးကြည့်တာပါအဲ့ဒီတန်လန်းနဲ့တစ်ပင်ကြီးကမင်းတို့လည်းတည်င်းကြမှာပေါ့ဟိုတုန်းကဘသူမှဖြတ်သွားဖြတ်လာမလုပ်ရဲကြပြီးတော့မကြာခဏယထာကြိတ်မှုတိုက်မှုတွေခဏဖြစ်တဲ့ဟိုးမျိုးစွန်ငမိုးရိတ်တရားဟောင်းကြီးနာကတကုတ်ပင်ကြီးနာမှာပေါ့အခုလည်းညဘက်မပြောနဲ့နေဘက်တောင်ဘသူတွေသွားလာရေးကြလို့လဲတည်င်းကြားနဲ့ပဲလက်နေကြတာဟိုတုန်းကအထင်ကြီးကနမေကြီးတဲ့နေရာတွေကွလူတွေကတော့ငါတို့မလုပ်အပ်တာသွားပြီးလုံမိလို့အဲ့ဒီတစ်ပင်မှာနေတဲ့တပည့်ကြီးကအဆောင်နေရာလဲလိုက်တာလို့ဟိုတုန်းကထင်ကြီးနဲ့ပဲပြောခဲ့နေကြတာပဲအဲ့ဒီတကုတ်ပင်ကြီးကအခုချိန်ထိရှိနေကြုံပဲအဲ့ဒီမှာနေတဲ့တပည့်ကြီးကကျွတ်သွားပြီလားဒါမှမဟုတ်ရင်သူများတွေပြောတယ်လို့ငါတငယ်ချင်းဖိုးခွားပဲအဆောက်ဖြစ်နေသလားငါလည်းမသိဘယ်သူမှလည်းသိကြမယ်မထင်ပါအခုချိန်ထိတော့တရေ6တာနာမည်ကြီးနေတုံးပါပဲဇလန်းလေးကတော့ဒီလောက်လေးပါပဲရှင်အဆုံးထိနားထောင်ပေးတွေ့ကျေးဇူးအများကြီးတင်ပါတယ်နော်